ပုံပြင်အမီနောက်ဆုံးရထားမထွက်ခင်ပရာဂူမြို့ရဲ့ညခင်းလေးတစ်ခုမှာအေးအေးဆေးဆေးမိုးလေးရွာနေတယ်အဲ့ဒီမြို့မှာအသက်28နှစ်အရွယ်ကောင်လေးတစ်ယောက်ရှိတယ်သူ့နာမည်ကအဲရစ်ဟာအလုပ်ကောင်းတစ်ခုရှိတယ်လစာကောင်းတယ်လူတိုင်းအမြင်မှာအောင်မြင်နေတယ်လို့ပဲဒါပေမဲ့သူ့စိတ်ထဲမှာတော့အမြဲမေးခွန်းတစ်ခုရှိတယ်ဒီဘဝကငါလိုချင်ခဲ့တာလားတက်ညမှာသူ train station ကိုလမ်းလျှောက်သွားခဲ့တယ်အလုပ်ပြန်ပြီးအိမ်မဝင်ချင်သေးဘူးအဲ့ဒီနေ့သူ resign လုပ်ဖို့ email draft တစ်စောင်ရေးထားပြီးမပို့ရသေးဘူး station board ပေါ်မှာ last train set 45ဖိလို့ရေးထားတယ်သူ့အတွင်းစိတ်ကပြောနေတယ်ဒီ train လွတ်သွားရင်နောက်တစ်ခါအခွင့်အရေးမလာနိုင်ဘူးသူ့ဖုန်းကိုထုတ်ကြည့်လိုက်တယ်အဲ့ဒီ resign email ကိုဖွင့်ကြည့်တယ်လက်တုံနေတယ် send button ကိုနှိပ်မလားမနှိပ်မလား train ဝင်လာတဲ့အတန်ကြားရတယ်သူမျက်လုံးပိတ်လိုက်တယ်နက်နက်ရှိုင်းရှိုင်းအသက်ရှူတယ်ပြီးတော့ send email ပို့သွားပြီ train တကားပိတ်သွားတဲ့အချိန်မှာသူပြေးတက်လိုက်တယ်လက်မလွတ်ခဲ့ဘူးတကယ်တော့လူတိုင်းဘဝမှာ last train တခါတော့ရှိတတ်တယ်အဲ့ဒါကအလုပ်ဖြစ်နိုင်တယ်အိမ်မက်ဖြစ်နိုင်တယ်လူတစ်ယောက်ဖြစ်နိုင်တယ်ကျွန်တော်တို့ကိုတားနေတတ်တာကအခြေအနေမဟုတ်ဘူးမလုပ်ရဲခြင်းပဲဖြစ်တတ်တယ်နောက်ဆုံးမှာတော့အဲ့ရနားလဲသွားတယ် train ကိုမလွတ်ခင်ကိုယ်တိုင်ကိုမလွတ်သင့်ဘူးဆိုတာကိုဒီလိုပညာပေးပုံပြင်လေးတွေကိုအချိန်တိုင်းနားထောင်ခြင်းရင် Blank Channel လေးကို like subscribe နှိပ်ခဲ့ပြီးအမြဲပုံပြင်အသစ်လေးတွေနားထောင်ခြင်းရင်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့လည်းမမေ့နဲ့နော်